လိုချင်တောင်းနှမိတဲ့ရာတိုင်းဟာအတွေ့တဲ့စီကူတဲ့မြတ်သာအချိန်ချင်းချင်းနဲ့ခေရတာငယ်ချင်လည်းမရှိပေါင်းသူမဲတဲ့ခါတယောက်တည်းကြည့်ချင်ကနေလာခဲ့တာလူဘွားကြည့်တယ်ကျွန်တော်နဲ့ကျွန်တော်ရဲ့လာမရောက်သာအပေရဲ့နေတာဝမ်းနဲ့စရာတွေချုံလာတဲ့ခါသောကတွေရဲ့မှာလူလောင်တဲ့ခါလိုချင်တော့တမီတမြရလေဟာတခုတည်းသာခိုးလုံးကူးခြင်းနဲ့မိဘရင်ခွဲဒီတခုတည်းသာစန္ဒလေးတစ်ခုပြူစင်လိုက်တာစူတောင်းတိုင်းသာပြေမဲ့ဆိုလူဘွားကြည့်တယ်အဖေနဲ့မေသာရှိမဲ့ဆိုကျွန်တော်နေတစ်ခေါက်လောက်တွေ့ဘူးခြင်းနဲ့ကျွန်တော်ရောက်နေပါစေဒုက္ခတွင်တဲ့ကျွန်တော်နော်နေပါစေဒါရီအလုံးကကျွန်တော်တွေ့ကြုံနေကြလေအဖေနဲ့မေသာနာနာရှိမဲ့ဆိုဝမ်းနဲ့စရာတွေဂျုံလာတဲ့ခါလိုချင်တောင်းနှမိသမျှအရာလေးဟာတခုတည်းသာခိုးလုံးဖူးခြင်းတဲ့မိဘရင်ခွဲဝမ်းနဲ့ကြားတွေကြုံလာတဲ့ခါတော့ကတွေရင်မှာဘူးလောင်တဲ့ခါလိုချင်တောင်းနှမိသမျှရလေဟာခုထဲသာခိုးလုံးဘူးခြင်းလေမိဘရင်ခွင်ဒီခုထဲသာ